ရပိုင်းအတွင်းမှာပဲချက်သွန်ဖြူအရွက် garlic greens တွေကိုအများပြားထွက်ရှိလာအောင်စိုက်ပျိုးနိုင်မဲ့လူမိနေကြတဲ့နီလန်းကောင်းတစ်ခုအကြောင်းကိုတင်ပြပေးလိုက်ပါတယ်။ဒီနီလန်းကမြေစီလွာတဲ့အပင်ရရှင်တန်လိုတဲ့ဗီဇကိုအသုံးချပြီးအမှောင်ချစိုက်ပျိုးတဲ့နီးစနစ်ပဲဖြစ်ပါတယ်။အဓိကလှုပ်ဆောင်ပုံမှာချက်သွန်ဖြူအမွှာတွေကိုစိုက်ပြီးတဲ့နောက်ပုံတပုံနဲ့အုပ်ထားလိုက်ပါအလင်းရောင်လုံးဝမရတော့တဲ့အခါမှာချက်သွန်ဖြူအပင်ဟာထိတ်လန့်ထော်ဒီနေအောင်ကြီးကိုရှာဖွေဖို့အတွက်သူ့မှာရှိတဲ့အင်အားလုံးကိုအသုံးချကအပေါ်ကိုအရှိန်အဟုန်နဲ့တိုးထွက်လာပါတော့တယ်ဒီနီလန်းရဲ့အားသာချက်မှာဒီလိုမျိုးစိုက်ပျိုးခြင်းဖြင့်ချက်သွန်ဖြူတမြွာထဲကနေအရွက်တွေကို၄ချိန်အထိရိတ်သိမ်းနိုင်တာပဲဖြစ်ပါတယ်တကြိမ်ရိတ်သိမ်းပြီးတိုင်းမြေစီလွာကိုပြန်လဲအားဖြည့်ပေးဖို့အတွက်မီးသွေးမှုန့်အနှဲငယ်ဖြူပေးပါပြီးနောက်ပုံးနဲ့ပြန်အုပ်ထားလိုက်ရုံနဲ့နောက်ထပ်အရှိန်အဟုန်နဲ့ထွက်လာမဲ့အရွက်တွေကိုရရှိစေမှာပါတကြိမ်စရုံနဲ့၄ချိန်ရိတ်သိမ်းနိုင်တဲ့ဒီနီလန်းဟာတဘာဝတရားကိုအသုံးချပြီးဖန်တီးထားတဲ့အရွက်ထုတ်လို့ရေးစက်ရုံလေးတစ်ခုလိုပါပဲလာနေကြည့်ပြီးစောင့်နေပါနဲ့တော့ဒီလိုမြေစီလွားရဲ့လှုပ်ဝှက်ချက်တွေကိုအသုံးချပြီးအချိန်တိုအတွင်းမှာပဲချက်သွန်ဖြူအရွက်တွေကိုစိုက်ဖြူးကြည့်လိုက်ပါခင်ဗျာနောက်ထပ်တင်တဲ့ဗီဒီယိုတွေလေးသိရအောင် like and follow လေးလုပ်ခဲ့ကြပါအောင်နော်